Hello ဒီနေ့ sharing လုပ်ပြီးချင်တာကြတော့အမျိုးသမီးတွေဂျားထဲမှာအခုနောက်ပိုင်းခစ်စားလာတဲ့မျိုးဥအေးခဲသိမ်းစီခြင်းဆိုတဲ့ F freezing လုပ်တဲ့အကြောင်းလေးကိုပြောချင်တာပြောရရင်တော့အလုံးလုံးဆယ်ကာလမှာကလေးမလျိုချင်သေးဘူးဒါပေမဲ့အသက်ကြီးလာမှကလေးမရမှာကိုလည်းစိတ်ပူတယ်အဲ့ဒီခါကျမှယူရမှာခက်ခဲမှာအပြင်ပေါ့နော်မအောင်မြင်ခဲ့လို့ဒေါ်နာမသုံးချင်ဘူးဆိုရင်တော့မှအသက်ငယ်ငယ်နဲ့ကိုကျမ်းမှာတန်ဆွမ်းနေထုံးမှာကိုယ့်ရဲ့မျိုးဥတွေကိုထုတ်ပြီးတော့ဒီအလွန်အေးတဲ့အပူချိန်မှာအေးခဲသိမ်းစီးထားတာမျိုးကိုခေါ်တာပေါ့နော်ကိုကကလေးယူဖို့လောလောဆယ်မှာအစင်းသေးမဖြစ်သေးဘူးအချိန်ကိုက်ရပြီဆိုမှအဲ့ဒီသိမ်းထားတဲ့မျိုးဥလေးတွေကိုပြန်အကြီးဖြော်ပြီးတော့ဖန်ပြုံတွေသား IVF နည်းနဲ့ကလေးပြန်ယူလို့ရအောင်ကြိုတင်ပြင်ဆင်တဲ့ဟာမျိုးပေါ့အဲ့တော့ဘာလို့အတိလိုမျိုးသိမ်းဆေးကြတာလဲဆိုရင်အဓိကအချက်နဲ့ချက်ရှိတာပေါ့ကိုကနံပါတ်1ကကျန်းမာရေးချိန်ကြီးကြောင့်တော့၎င်းကင်ဆာယောဂလိုမျိုးတကယ်ကြီးမားမား operation ဆေးကုသမှုခံရတော့မှာမလို့ကိုယ့်ရဲ့မျိုးဥတွေမပြတ်စီးသွားအောင်နောက်ပိုင်းကလေးပြန်ယူလို့ရအောင်သိမ်းဆဲတာမျိုးလည်းရှိတယ်နောက်တစ်ချက်ဆိုရင်တော့နောက်တဲ့အတွက်ကြိုတင်ပြင်ဆင်တာပေါ့အခုချိန်မှာအလုပ်တွေကြောင့်စူးစမ်းနေတော့မလို့ပညာရေးကြောင့်စူးစမ်းနေတော့မလို့ကိုနဲ့ကိုက်ညီတဲ့လောလောဆယ်မှာဘာမှလက်တွဲပေါ့မတွေ့သေးလို့ကလေးယူဖို့အစင်းနဲ့မဖြစ်သေးဘူးဆိုရင်တောင်မှဒီနောက်ပိုင်းမှာမျိုးသမီးတွေကတဖြည်းဖြည်းနဲ့ကြာဆင်းလာတဲ့ကလေးရနိုင်ချေကြာဆင်းလာတဲ့အခါမျိုးတွေမှာနောက်ပိုင်းကလေးမရမှာဆိုတဲ့ PR တွေကနေပြီးတော့ကင်းဝေးအောင်အာမခံသဘောမျိုးပေါ့ကြိုတင်သိမ်းထားကြတာမျိုးရှိတယ်။အဲ့တော့ဘယ်ရွယ်မှာလုံးရင်အကောင်းဆုံးလဲဆိုရင်မျိုးဥခံမယ်ဆိုအရေးကြီးဆုံးကတော့မျိုးသမီးတွေကအသက်ရွယ်ပဲအသက်ငယ်လေးမျိုးဥတွေကပိုချမ်းမာပြီးတော့နောက်ပိုင်းဒီကလေးပြန်ယူမယ်ဆိုရင်တော့မှအောင်မြင်နိုင်ခြေပိုများတာပေါ့နော်အဓိကအသက်25နဲ့34နှစ်တန်းကတော့မျိုးဥခဲဖို့အကောင်းဆုံးအချိန်ပဲပေါ့တကယ်လို့ပေါ့နော်အသက်35ကနေ39လောက်ဆိုရင်တော့မျိုးဥခဲဖို့တချို့အများဆုံးရွေးချယ်တတ်ကြတဲ့အချိန်ကာလပေါ့ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာတော့အောင်မြင်မှုနှုန်းကကောင်းနေမယ်ကိုလိုချင်တဲ့မျိုးဥအရေးအတွက်ရဖို့ဆိုတာကကြတော့တစ်ချိန်ထဲမကပဲနဲ့တစ်ခါသွားလောက်ရတဲ့အခါမျိုးကြီးရှိတယ်အသက်38ကနေပြီးတော့40လောက်ထိဆိုရင်တော့လုံးလို့ရသေးပြီမဲ့အောင်မြင်မှုနှုန်းကတော့ maybe 100% တော့ရမှာမဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့ကြာလာပြီအဲ့တော့ဒီမျိုးဥအရေးအတွက်ကောင်းနေတဲ့အသက်အရွယ်ဆိုရင်အဓိကအကောင်းဆုံးကအသက်25ကနေပြီးတော့34နှစ်အောက်ပိုင်းအဲ့ဒီရွယ်မှာဆိုရင်မျိုးဥထုတ်ပြီးတော့အဲ့လိုမျိုး F freezing လုပ်တဲ့ဟာကိုလုပ်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့အမျိုးသမီးတွေရဲ့မှာရှိတဲ့အမျိုးသားစီမှာမရှိတဲ့တုပ်ပိုးလို့မဟုတ်ဘဲ